ခိုးမှာပါဗျာ အသေးပြီးတော့ stage လောင်ခိုးခဲ့သူနဲ့အပြစ်မဲ့ကလေးငယ်ဖြစ်စဉ်ကတော့ရှင်းပါတယ်နိုင်တာမျိုးတွေကစတိုးဆိုင်တစ်ဆိုင်မှာအမျိုးသမီးကြီးတူဟာကလေးငယ်တူနဲ့အတူ stage လောင်ခိုးယူရင်လက်ဘူးလက်ချက်မိသွားခဲ့တာပါဆိုင်ရှင်ဘက်ကအမျိုးသမီးကြီးကိုရောအတူပါလာတဲ့ကလေးငယ်ကိုပါနေမှုထဲမှာကျိုးနဲ့တုတ်တဲ့ပုံစံမျိုးပြစ်ထန်ပေးတဲ့ပုံစံမျိုးပြုမှုခဲ့လို့သိရပါတယ်ဒီမြင်ကွင်းကိုမြင်တွေ့ခဲ့ရတဲ့လူအများစုတုတ်ပြန်မှုကပြင်းထန်ခဲ့ပါတယ်သူတို့ရဲ့အထူးဝေဖန်ချက်ကတော့တကုတ်ကိုပြစ်ပေးတာမှန်ပေမဲ့ခိုးတဲ့အချိန်မှာအတူရှိနေရုံရှိတဲ့ကလေးငယ်ကိုပါဒီလိုမျိုးကျိုးတုတ်ပြီးပြစ်ဒဏ်ပေးတာမျိုးဟာလူမဆန်တဲ့လုပ်ရက်ဆိုပြီးတော့ဆိုခဲ့ကြတာပါပစီခိုးတာတွေအားမပေးပေမဲ့ကလေးငယ်ကတော့ဒီကိစ္စနဲ့မသက်ဆိုင်ဘူးလို့လူအများကပြောခဲ့ကြတာပါဒီလိုလူမျိုးရေးပြဿနာမျိုးမှာပရိုက်တာအဖွဲ့တွေကအမြဲတမ်းရှေ့ဆုံးကနေပါဝင်တက်ကြပါတယ်ဒီပြည့်စင်မှာလည်းပရိုက်တာအဖွဲ့တစ်ခုကချက်ချင်းလှုပ်ရှားလာခဲ့ပါတယ်အဖွဲ့ဝင်တို့ရဲ့ပြောကြားချက်အရသူတို့ဟာပစီခိုးယူတဲ့ပြည်မှုအတွက်အမျိုးသမီးခံတကားရတာကိုဝင်ရောက်ဆွတ်ဖက်မှာမဟုတ်ပဲအပြစ်မဲ့တဲ့ကလေးငယ်အတွက်ပဲတီးတန့်ကူညီဖို့စ조사နေရလို့သိရပါတယ်တရင်ဟာလည်းချက်ချင်းပဲလှိုင်းသားရကိုကလေးငယ်ရဲ့လိပ်စာကိုစုံစမ်းဖို့ထွက်ခွာနေပြီလို့လည်းပြောခဲ့ပါတယ်ဆိုင်ရှင်ဘက်ကကိစ္စဟာပရိုက်တာအဖွဲ့နဲ့မဆိုင်ကြောင်းပြောပေမဲ့ပရိုက်တာအဖွဲ့ကကလေးငယ်ကိုကူညီချင်တာလို့ဆိုချင်ခဲ့တာပါဒီကြားရဲ့ကလေးငယ်စောင်းရှောက်ရဲ့အတွက်ဂေယာလောက်ကင်နေတဲ့ပရိုက်တာမင်းသမီးခိုင်နေဝေကလည်းဝင်ရောက်ကူညီပေးမယ်ဆိုပြီးကြေညာခဲ့ပါတယ်ခိုင်နေဝေကပစီခိုးသူအမျိုးသမီးနဲ့အတူကြိုးတုပ်ခင်ရတဲ့ကလေးငယ်အတွက်ဥပဒေပိုင်းဆိုင်ရာလိုအပ်တဲ့ဘက်ကနေကူညီပေးသွားမယ်လို့ဆိုပါတယ်ဒီလိုဥပဒေအကာအကွယ်ပေးတာဟာကလေးငယ်ကိုအကာအကွယ်အပြည့်အဝရစေဖို့ရည်ရွယ်တာပါပရိုက်တာအဖွဲ့တော်များများကလည်းကူညီဖို့စ조사ခဲ့ကြပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလူအများရဲ့စိုးရိမ်ပူပန်မှုတစ်ခုရှိပါတယ်အဲ့ဒါကတော့ခိုးယူသူတွေဟာကလေးတွေကိုငှားရမ်းခေါ်တာမျိုးကလေးလေးကိုတချို့ကြတော့လဲဘာမှမတော်ဘူးတချို့ကြတော့လဲငှားလိုက်တာဒါမှမဟုတ်သွေးသားမတော်တာမျိုးတွေရှိတဲ့အတွက်ဒီကိစ္စမှာလည်းကလေးနဲ့အမျိုးသမီးရဲ့ဆက်နွယ်မှုကိုစုံစမ်းစေချင်တယ်လို့ဆိုတဲ့အကြောင်းပါငှားတာတော့မဟုတ်ပါဘူး तू ကမီးလေးတယောက်ကိုအများအားစောင့်ရှောက်ပြီးချစ်တယ်ဒီကလေးကိုဒီလိုလုပ်လို့စားဆိုရင်နောက်ထပ်ထုတ်ပြန်ချက်ကတော့ဒီကိစ္စကိုရှင်းလင်းသွားစေခဲ့ပါတယ်ကလေးငယ်မှာမိဘအရင်2ယောက်စလုံးရှိပါတယ်ဆွေမျိုးနီးဆက်ဒေါ်ကြီးကခဏခေါ်သွားရင်ပြဿနာဖြစ်တာပါလို့သူကရှင်းပြခဲ့ပါတယ်ကလေးရဲ့မိဘတွေကလည်းဆင်းရဲနွမ်းပါပြီးရောချင်းမလို့ခြင်းပဲကလေးငယ်အတွက်အမှန်တရားတိုင်းသာလိုချင်ကြောင်းခိုင်နေဝေစီမှာအကူအညီတောင်းခံထားရလို့သိရပါတယ်ခိုင်နေဝေကလည်းခီးသွားနေလို့နောက်တစ်ပတ်အတွင်းမှာလိုအပ်တာတွေကိုဆက်လက်လှုံ့ဆော်ပေးသွားမယ်လို့ဆိုထားပါတယ်ပစီခိုးယူခဲ့တဲ့အမျိုးသမီးကိုကြားဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲလို့မေးရမှာတော့သူမရဲ့ဝန်ခံချက်တွေကစင်မကောင်းစရာပါသူတို့နှစ်ဦးဟာမိဖွားတော်ဆက်ကြောင်းပေးရန်ရှိတဲ့အကျွေး၈သိန်းကြောင်းမှတ်ပုံတင်လဲရွေးရမယ့်အရေးကြောင်းဘာလို့ရမှန်းမသိပဲစတီးစလုံးခိုးခဲ့မိတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်အရင်ကအခုလိုမျိုးမလုပ်ခဲ့ဘူးလို့လည်းဝန်ခံခဲ့ပါတယ်မချီးမယ်ပြုတ်လာတော့တိုးကျွေးတွေမနိုင်တဲ့ချိန်မှာလုံးပြီးလို့ရလုံးလိုက်ပါလေကံကောင်းတာကတော့ဆိုင်ကသူတို့မိဖွားကိုအဲ့ဒီမှာပဲအိမ်ပြန်ခွင့်ပြုခဲ့လို့သိရပါတယ်လက်ရှိချိန်မှာတော့ Pride အဖွဲ့တွေနဲ့ကလေးတငယ်စောင်းရှောက်ရဲ့အဖွဲ့တွေရောက်ရှိနေပြီဖြစ်ပြီးလိုအပ်တဲ့မွေအားပစီအားကိုလှူဒါန်းပေးနေကြပါတယ်နောက်ဆုံးကြားသိရတဲ့သတင်းရတော့ပစီခိုးယူခဲ့သူကလေးငယ်ရဲ့မိခင်ရဲ့ရှင်းပြချက်အရသူတို့ဟာဘာမှမတော်ဆက်ကြပါဘူးလို့သိရပါတယ်ကလေးငယ်မိခင်ဖြစ်သူကဟင်းရသွားရောင်းချိန်မှာတားဖြစ်သူကိုအဆိုပါအမျိုးသမီးကြီးစီမှာထိန်းပေးဖို့အထားခဲ့တယ်သာဖြစ်တယ်လို့သိရပါတယ်ပြည်သက်ကြီးရဲ့ဒီဖြစ်စဉ်ကိုကြည့်ရင်စင်မွဲတင်မှုတန်ကဘယ်လောက်ထိဖိအားပေးနိုင်ပါသလဲပြီးတော့ပြည်သက်တစ်ခုအတွက်အပြစ်မဲ့တဲ့ကလေးငယ်တူကိုပါဒုက္ခရရတဲ့အခြေအနေဟာတကယ်ကိုရင်နာစရာပါဒါပေမဲ့ကလေးလေးဖို့ရပါပူတနာဖို့ကောင်းပါကလေးလေးကတန်းကောင်းကြီးဖြစ်သွားတာပေါ့သူ့ပဲဆိုရင်ဒါပရိုက်တာမြစ်တာတစ်ဘက်ကဥပဒေအကာအကွယ်နဲ့တစ်ဘက်ကဝန်ကူညီကြတဲ့စဉ်းစားရှင်ရဲ့အားကြောင့်ဒီကိစ္စဟာလူမျိုးရေးရပါဥပဒေရပါမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိနိုင်မယ်လို့ယုံကြည်ပါပါတယ်ပြောမယ်ဆိုမထင်ပါဘူးသူကလည်းအရင်ဒုက္ခရောက်တော့လုံးမိလုံးရလက်ကိုလုံးလိုက်တာ